ကိုကသူများအိမ်တော်ဖြက်စီးထားပြီးတော့သူများယောက်ျားနဲ့ခိုးတွဲနေရမျိုးလို့ဘလူးပလဲနေတဲ့အရာမျိုးတွေထွက်လာရဲဆိုရင်တော့ share ရမယ်တချို့ယောက်ျားတွေဆိုလို့ရှိရင် X နဲ့ဘလူးနေခဲ့တာဘလူးဘယ်ဝါနေခဲ့တာဆိုတဲ့အရာမျိုးနဲ့ပြန်ပြီးချင်းချောက်တာမျိုးတွေလည်းရှိတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မနာမည်ကတော့ဒေါ်ဝင်မျိုးသစ်ပါ Development Law Firm မှာ Founder and Legal Consultant ဖြစ်တဲ့တာဝန်ယူပြီးဆောင်ရွက်နေပါတယ်case ပြောကဆရာမတို့ဒီပြီးခဲ့တဲ့ဒီပပူနွေးနွေးဆရာမ client တယောက်တောင်ဒါကြုံတွေ့ခဲ့ရတယ်ဆရာမစီကိုလာတယ်သူ့အမျိုးသားနဲ့သူလက်ရှိအမျိုးသားပေါ့နော်သူလက်ထက်ယူရမယ့်အမျိုးသားတယောက်နဲ့သူအိမ်အောင်ပြုတ်ကန်နေမှာသူ့ရဲ့ ex ကအောက်ဖဲရီလန်နဲ့ချင်းချောက်တယ်သူတို့ဖြစ်ခဲ့တဲ့သူတို့ရေးစားတဘာဝဖြစ်ခဲ့တော့ကဒီ level together နေခဲ့တဲ့ဗီဒီယိုတွေဘာတွေကိုပို့မယ်ဘာညာအဲ့လိုမျိုးတွေမျိုးစုံလုပ်တယ်ဆိုပြီးတော့သူစိတ်ညစ်စွာနဲ့အဲ့တမီးစားနှစ်ယောက်ကဆမ်မစီကိုရောက်လာခဲ့တယ်ဆမ်မအဲ့ချိန်မှာဘာလေးတော့တွေ့လဲဆိုတဲ့အရာမှာလေကိုလက်ရှိမှာကိုယ့်ရဲ့ဘေးမှာကိုပတ်တနာဖြစ်နေတဲ့သူရဲ့စိတ်နေစိတ်ထားကိုအယုံဆုံးသိဖို့လိုတယ်။ तू ကအဲ့ဒါတွေကိုလက်ခံနိုင်တယ်သူလား။ကိုကအဲ့လူကကိုကိုပြန်ပြီးတော့ဒီလိုအရာတွေနဲ့ပြန်ပြီးတော့ချီချောက်ရည်လူပြီးတော့ပြောမဲ့သူလား။ဒါမျိုးတွေကိုသိဖို့လိုတယ်။တချို့ယောက်ျားတွေဆိုလို့ရှိရင်ကွာအရှိမပိုင်းတော့လက်ခံလိုက်တယ်။နောက်ပိုင်းတော့မင်းကဘယ် X နဲ့ဘလို့နေခဲ့တာဘလို့ဘယ်ဝါနေခဲ့တာဆိုတဲ့အရာမျိုးနဲ့ပြန်ပြီးချင်းချောက်တာမျိုးတွေလည်းရှိတယ်။အဲ့တော့အကိုရွေးချယ်ထားတဲ့ partner ကသူ့ရဲ့ personality နဲ့သူ့ရဲ့ attitude ကိုသိဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဆရာမတို့နှစ်မျိုးပဲရှိရဆရာသမီးရဲ့ဆရာမတို့ကိုအောက်ဖဲလန်မဲ့သူတွေကိုကိုလာပြီးတော့ပြဿနာရှာမဲ့သူတွေကိုကိုတိုက်ခိုက်မဲ့သူတွေကိုဆရာမတို့ကပြောင်းလဲလို့မရဘူး။ဒီလိုမလုပ်ပါနဲ့ထားပါတော့ဆရာမ notice ပို့ပေးလိုက်တယ်ဥပဒေအရနင်ဒီလိုဆက်လုပ်ရတရားဆွဲမယ်လို့ပြောလိုက်တယ်ဒါပေမဲ့လှုပ်ချင်တဲ့သူကလှုပ်နေမှာပဲမတက်ကသူထောင်ကြမယ်ရတယ်သူထောင်ကျသွားလဲသူ့ကိုမလုပ်ပါနဲ့လို့ဆရာမတားမစီနိုင်ဘူးဒီလုပ်တဲ့အတွက်ပဲ action ယူလိုက်တာပဲရှိမှာဒီလူရဲ့စိတ်တွေကိုပြောင်းလဲလို့မရဘူးဒါပေမဲ့ဘာပြောင်းလဲရမှာလဲဆိုတော့နံပါတ်1ကမကြောက်ရအောင်ကို့ဒီလိုတွေလာပြောတဲ့လူတွေဒီလိုမျိုးနှောက်ယှက်တဲ့လူတွေတွေ့တယ်ဆိုလို့ရှိရင်ကြောက်စရာမလိုဘာဖြစ်လို့ကြောက်စရာမလိုဘူးလဲပြောရဲဆိုတော့လောကကြီးမှာလေ X တွေနဲ့အတူနေခဲ့တဲ့ဟာမျိုးတွေဒီလိုဖြစ်ခဲ့တဲ့အရာမျိုးတွေဆိုတာလေမဆန်ဥမာထားပါတော့တမီးရဲ့ချွတ်ချက်တော့တခုရှိရနော်ကိုကသူများအိမ်တော်ဖြက်စီးထားပြီးတော့သူများယောက်ျားနဲ့ခိုးတွဲနေရမျိုးလို့သူများယောက်ျားနဲ့ဘလူးပလဲနေတဲ့အရာမျိုးတွေထွက်လာရဲဆိုရင်တော့ share ရမယ်ဒါပါဆိုကိုတွဲနေရသူကပိုင်ရှင်ရှိရကိုတွဲနေရသူကကာမပိုင်းလေးယောက်ျားကာမပိုင်းရှိနေတဲ့သူတယောက်ဖြစ်နေတယ်ဆိုရင်တော့ကိုက share ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုလူပြလို့နဲ့ဖြစ်ခဲ့တဲ့အတိတ်ကကိစ္စတွေဆိုတာ share စရာမလိုကြောက်စရာလည်းမလိုပြီးတော့ကိုလည်းအိမ်အောင်မကြသေးပဲနဲ့အပြိုစင်ဘဝတော့ဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးဆိုတာလူတိုင်းမှာရှိရအဲ့ဒါကိုလိုက်ချင်းချောင်းနေတဲ့သူတွေကိုဒါဆင်မရ action ယူရမှာအဲ့လူတွေကဒါရှက်ဖို့ကောင်းတာအဲ့အလုပ်ကဒါရှက်ဖို့ကောင်းတယ်ဆိုတာကိုသိရင်ရပြီအဲ့တော့ဆင်မပြောချင်တဲ့ဟာလေးကနှစ်ခုတည်းအောက်ဖဲလန်နာတွေပါတွေကရှိနိုင်တယ်ဒါကိုချင်းချောက်တာတွေကလည်းရှိနိုင်တယ်လူတိုင်းကမစားရတဲ့မြေအသေးနဲ့ပတ်ကြတာကြီးပဲအကုန်လုံးလွတ်တယ်ငါကြည့်ရဘာလို့လဲဆိုတော့ကိုနဲ့တွဲစင်မှာဒီလူကဘာမှဖြစ်မြောက်မဖြစ်ခဲ့ဘူးကိုနဲ့ပြက်ပြီးမှတခြားသူနဲ့ယူမှအောင်မြင်တာတွေဖြစ်မယ်ပိုလှတာတွေကိုကတွေ့မယ်ပိုပြီးပတ်စံရှိတာတွေပိုပြီးပျော်ရွှင်စွာဘဝကိုနေထိုင်နေရတွေကိုဖြစ်နေတယ်သူတို့ H တွေမှာအငုံစိတ်အဲ့အငုံစိတ်နဲ့ပြန်ပြီးတော့ဒုက္ခပေးတာတွေကအများနဲ့ကြုံတယ်သိလားဒါလူတိုင်းအများနဲ့ကြုံခဲ့မှုတဲ့အရာပါအဲ့တော့အဲ့လိုမလုပ်တဲ့ H တွေလည်းအများကြီးရှိပါလိမ့်မယ်เนาะအဲ့တော့ကိုနဲ့ပြတ်သွားပြီဆိုကြတဲ့ကသူနဲ့ကိုနဲ့လမ်းခွဲလိုက်တယ်ဆိုကြတဲ့ကသူနဲ့ကိုလည်းဘာမှမပတ်သက်တော့ဘူးကိုလည်းကိုလမ်းကိုရှောင်မယ်ကိုဘွားကိုဘွားထဲမှာကိုနေထိုင်မှုအစစ်အသင့်ဖြစ်တဲ့သူတွေသူများနဲ့လိုက်နှားရှင်တဲ့သူတွေကတော့ဒီလိုစိတ်မျိုးဖြစ်မှာပဲအဲ့တော့အငုံစိတ်ကြောက်ဖြစ်တယ်လို့ပဲဆရာမယူဆရဲအဲ့အငုံစိတ်တွေကိုတွန်းလှန်မှုအတွက်ကိုရွေးချယ်ထားတဲ့သူနဲ့ပျော်ရွှင်စွာနေပါပျော်ရွှင်စွာရှိခီကိုဆက်ပါနှစ်ယောက်ကလက်တွဲမပြုတ်နေဘူးဆိုလို့ရှိရင်တယောက်နဲ့တယောက်ကာကွယ်နေတယ်ဆိုလို့ရှိရင်ဘယ်သူမှကြားဝင်လို့မရအောင်နှစ်ယောက်ကြားမှာအရေးကြီးဆုံးကဒီနှစ်ယောက်ပဲလေเนาะအဲ့တော့သူများကမပြောင်းလဲပါနဲ့ကိုတိုင်းစိတ်နေစိတ်ထားကိုပြောင်းလဲပြီးတော့ဒါ positive vibe နဲ့အကောင်းဆုံးနေထိုင်ရင်တော့ကြော်လာနိုင်မှာပါ